ကားကိုကြည့်ပြီးလူတစ်ယောက်ရဲ့အချက်ပုံစံသိနိုင်တယ်ဆိုရင်သင်ရှုံးမလားအကယ်၍သင်သိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်လိုက်တော့နော် SUV မောင်းတဲ့သူတွေကချစ်ရင် protect လုပ်ချင်တယ်ဒီလိုစိုက်တယ်ဒါပေမဲ့တစ်ခါတလေ control များတတ်တယ် sport car မောင်းတဲ့သူတွေက romantic ဆန်တယ် subscribe ကြိုက်တယ်ဒါပေမဲ့စိတ်မြန်ပြီး relationship ကို risk တကူလို့မြင်တတ်တယ် classic ကကြိုက်တဲ့သူတွေကတော့တယောက်ကိုချစ်မိပြီဆိုရင်သစ္စာရှိတယ် old memories တွေကိုမမေ့တတ်ဘူး pickup truck မောင်းတဲ့သူတွေကစကားနေတယ်ဒါပေမဲ့ action ယူပြီးချစ်တတ်တယ်ပြောချင်တာကတော့သူတို့တွေကအများအားဖြင့်နေကောင်းလားမမေ့ဘူးဒါပေမဲ့မိုးရွာရင်လာကြိုပေးတတ်တယ်ပြီးတော့ကားသေးသေးလေးမောင်းတယ်ဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့သူတို့ကတကယ်ချစ်ရင်ဘဝတစ်ခုလုံးပေးနိုင်တဲ့သူတွေဖြစ်နေတတ်တယ်ဆိုတာပါပဲဒါဆိုသင်ရဲ့ crush မောင်းတဲ့ကားကဘာကားလဲ comment မှာရေးခဲ့ပါဦးကားကိုကြည့်ပြီးလူတစ်ယောက်ရဲ့အချစ်ပုံစံသိနိုင်တယ်ဆိုရင်သင်ရှုံးမလားအကယ်၍သင်သိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်လိုက်တော့နော် SUV မောင်းတဲ့သူတွေကချစ်ရင် protect လုပ်ချင်တယ်ဂရုစိုက်တယ်ဒါပေမဲ့တစ်ခါတလေ control များတတ်တယ် sport car မောင်းတဲ့သူတွေက romantic ဆန်တယ် subscribe ကြိုက်တယ်ဒါပေမဲ့စိတ်မြန်ပြီး relationship ကို risk တခုလို့မြင်တတ်တယ် classic ကကြိုက်တဲ့သူတွေကတော့တယောက်ကိုချစ်မိပြီဆိုရင်သစ္စာရှိတယ် old memories တွေကိုမမေ့တတ်ဘူး pickup truck မောင်းတဲ့သူတွေကစကားနေတယ်ဒါပေမဲ့ action ယူပြီးချစ်တတ်တယ်ပြောချင်တာကတော့သူတို့တွေကအများအားဖြင့်နေကောင်းလားမမေ့ဘူးဒါပေမဲ့မိုးရွာရင်လာကြိုပေးတတ်တယ်ပြီးတော့ကားသေးသေးလေးမောင်းတယ်ဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့သူတို့ကတကယ်ချစ်ရင်ဘဝတစ်ခုလုံးပေးနိုင်တဲ့သူတွေဖြစ်နေတတ်တယ်ဆိုတာပါပဲဒါဆိုသင်ရဲ့ crush မောင်းတဲ့ကားကဘာကားလဲ comment မှာရေးခဲ့ပါဦးကားကိုကြည့်ပြီးလူတစ်ယောက်ရဲ့အချစ်ပုံစံသိနိုင်တယ်ဆိုရင်သင်ရှုံးမလားအကယ်၍သင်သိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်လိုက်တော့နော် SUV မောင်းတဲ့သူတွေကချစ်ရင် protect လုပ်ချင်တယ်ဂရုစိုက်တယ်ဒါပေမဲ့တစ်ခါတလေ control